အားလုံးပဲလာပါနော်ဒီနေ့ကျမမီဘလိုင်းပေါက်လေးဖုတ်ပြပါမယ်ဘလိုင်းပေါက်လေးဆိုတော့ညီမလေးတယောက်ကမမကိုဘလိုင်းပေါက်ဖုတ်ပြမယ်လို့ပြောထားပါတယ်အားလုံးစိတ်ရှည်ရှည်နဲ့ကြည့်ပေးပါပါဒီနေ့ကလည်းပြန်ဖုတ်ပြမယ်လို့ပြောပါတယ်ဒီကိုဘလိုင်းပေါက်လေးကတော့ဖုတ်ပြပါနော်ဒါကတော့ပီကိုပြပါတယ်ရှင်အရန်ကြိုင်နေတဲ့ပီကိုကောင်းတော့ဒါပီကိုဒါလာဖို့အထူးတော့အထူးဒါတော့ဘာရောပါဒါတော့အမေပါပြောတာပဲပီကိုကတော့နေစီပဲပေါက်တယ်ဒီမှာပီကိုနေစီပဲပေါက်တယ်ဒီအညိုလာပီကိုညိုလေးကြတယ်ပီကိုကတိတ်မလာဘူးလားမျက်လုံးမကြိုက်တာ